ဟုတ်ကဲ့သမီးနာမည်ကတော့မေစင်ပါပဲဖြစ်ပါတယ်သမီးကလွေကျော်နှစ်ထပ်ကွမ်းဖြစ်ပြီးတော့အခု2025-2026ပညာသင်နှစ်မှာ6ဘာသာကုန်တူးနဲ့ Motor 6ရရှိခဲ့ပါတယ်သမီးရဲ့ပညာရေးကာလအစဖြစ်တဲ့မူဂျိုနဲ့သူငယ်တန်းကိုအမှတ်9ရောက်ရီမျိုးအမှတ်9အခြေခံပညာမူလို့ကြောင်း grade 1မှာ grade 8အထိကိုအထက်က3ရောက်ရီမျိုး grade 9 ပညာသင်နှစ်ကိုရွှေလဝုံကိုပိုင်ထက်တန်းကျောင်း grade 10မှ grade 12အထိကိုမူတုံမျိုးဒေါ်တန်းမြင့်ကိုပိုင်ထက်တန်းကျောင်းတို့မှာတက်ရောက်ပညာသင်ယူစီးပူးခဲ့ပါတယ်ပြီးအခုလိုမျိုးအောင်မြင်မှုရရှိခဲ့ခြင်းမှာအဓိကအကျဆုံးသူတွေကတော့သမီးရဲ့အဖေနဲ့အမေပဲဖြစ်ပါတယ်အဖေအားဆိုရင်သမီးကျောင်းနေစဉ်ကာလအစကတည်းကနေအခုထိတိုင်ကျောင်းကြိုကျောင်းဖို့နောက်ကျခြင်းမရှိဘဲနဲ့လစ်ဟင်းမှုလည်းတစ်စက်မှမရှိခဲ့ပါဘူးပြီးတော့သမီးဝင်ပြိုင်ခဲ့တဲ့ပြိုင်ပွဲပေါင်းများစွာမှာလည်းအဖေကတအားအမြဲတမ်းပါဝင်အားဖြည့်ပေးခဲ့ပါတယ်ပြီးတော့အမေအားဆိုရင်လည်းစီကံကြီးနဲ့ပေါ့နော်သမီးကိုထိန်းကုပ်ပေးခဲ့တယ်အမြဲတမ်းဆုံးမပေးခဲ့တယ်စောက်ရှောက်ပေးခဲ့တယ်အမေရဲ့စီကံအနေနဲ့သမီးကကြီးပြင်းခဲ့ရတယ်ပေါ့နော်ကြီးပြီးခဲ့ပြီးအခုလိုမျိုးအောင်မြင်မှုရရှိခဲ့ရတာဖြစ်ပါတယ်ပြီးတော့သမီးရဲ့ဒီမိဘနှစ်ပါးရဲ့ဒီသမီးပေါ်ထားတဲ့စေတနာမေတ္တာတွေလည်းသမီးအတိမတ်ပြုတယ်သမီးခံစားရပါတယ်ပြီးတော့အခုလို grade 12မှာဒီအောင်မြင်မှုရရှိခဲ့ရလဲနောက်ကမှာအခက်အခဲတွေလည်းအများကြီးပဲရင်ဆိုင်ခဲ့ရပါတယ်အခက်အခဲမရှိရတော့မဟုတ်ဘူးပေါ့နော်အခက်အခဲတွေကြားထဲမှာမိဘတွေရှိသေးရဲဆိုရဲစိတ်ထားတစ်ခုနဲ့ဒီလိုမျိုးမလျှော့ရတဲ့ဆွဲနဲ့သမီးစူးစမ်းခဲ့တယ်ကြာရှုံးမှုတွေစင်ကြတာတွေအမှတ်လျော့တာတွေအားလုံးအခက်အခဲပေါင်းများစွာကိုလည်းရင်ဆိုင်တက်ကြံခံရင်ဆိုင်ပြီးတော့အဆုံးအထိပန်းနိုင်အထိတိုင်သမီးစူးစမ်းမယ်သမီးရဲ့အမေနဲ့အဖေတို့သမီးစူးစမ်းရအောင်မယ်ဆိုရက်စိတ်ဓာတ်နဲ့သမီးစူးစမ်းခဲ့တယ်အဖေရဲ့မိရလည်းသမီးရဲ့နောက်မှာထက်ချက်မကွာအမြဲတမ်းအားပေးခဲ့တယ်သမီးအဆင့်ကြတယ်အမှတ်တွေလျော့တယ်ဒီပညာရေးလမ်းကြောင်းမှာအခက်အခဲပေါင်းများစွာနဲ့ကြုံတွေ့ရတဲ့အခါမှာလည်းသမီးရဲ့ဘေးနားမှာအမြဲတမ်းတိုင်းပတ်မှာအမြဲတမ်းရက်တီပေးခဲ့တဲ့အတွက်လည်းဖိနေမျိုးကျေးဇူးအများကြီးတင်ချင်ပါတယ်ပြီးတော့သမီးဖျားခင်ရဲ့ကျေးဇူးတော်ကိုလည်းချီးမွမ်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင့်တနေ့နဲ့8လမှာဖျားเจ้าမူဂျိုကိုတက်ရောက်ခဲ့ပါတယ်ဖျားเจ้าမူဂျိုတက်ရောက်ပြီးတော့စာတွေကိုစနစ်တကျဆရာမအဖေနဲ့အဖိုးရဲ့စနစ်တကျသင်ကြားလေ့လာမှုနဲ့အတူသမီးကြည်ပြင်းခဲ့ပါတယ်ပြီးတော့သူငယ်တန်းမူဂျိုနဲ့သူငယ်တန်းကိုအမှတ်9ရောက်ရမျိုးအမှတ်9အခြေခံပညာမူလွန်ကျောင်းမှာတက်ရောက်ခဲ့ပါတယ်ပြီးတော့ grade 1မှ grade 8အထိကိုမြောက်ရမျိုးအထက်က3ကျောင်းတော်ကြီးမှာတက်ရောက်ပြီးတော့ပညာရေးအခြေခံကောင်းတွေကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်အဲ့ဒီကျောင်းမှာနေစဉ်မှာလည်းသမီးတိုင်ဝဲပေါင်းများစွာကိုပြန်ပြီးတော့စုတွေလည်းစုခုရရှိခဲ့ပါတယ် grade 9ကိုရွှေလဝုံကိုပိုင်ထက်တန်းကျောင်းမှာတက်ရောက်စဉ်ကာလမှာလည်းပြိုင်ပွဲပေါင်းများစွာနဲ့တူအားကစားအတွက်လည်းတက်တောင်ရိုက်ပြိုင်ပွဲဝင်ပြိုင်ခဲ့ပြီးတော့တတရားစုရရှိခဲ့ပါတယ်ပြီးတော့ grade 10မှ grade 12အထိကိုမူတို့မျိုးဒေါ်တမ်းမြင့်ကိုပိုင်ထက်တန်းကျောင်းမှာတက်ရောက်စဉ်ခါမှာလည်းလူရည်ကျွန်းဖြည့်ဆို့ခဲ့တယ် grade 10လူရည်ကျွန်း grade 11နှစ်ထပ်ကွမ်းလူရည်ကျွန်းပြီးတော့ grade 12မှာလည်းဒီလို6ဘာသာကုန်တူးနဲ့ motor 6ကိုရရှိခဲ့ပါတယ်အဲ့လိုမျိုးဒီပညာရေးကာလတစ်လျှောက်လုံးမှာဆရာမတွေရဲ့ထက်ချက်မကွာရေုံမကွာသမီးကိုတွန်းအားပေးခဲ့တယ်သမီးအခက်အခဲတွေရှိနေတယ်ဆိုရင်သမီးကိုလမ်းပြပေးခဲ့တယ်ဘယ်လိုလုပ်ရမလဲဘယ်လိုစိတ်ထားရမလဲဘယ်လိုမျိုးဘယ်ခက်ခဲနေပါစေအမြဲစူးစမ်းနေရမယ်ဆိုတာဒီသမီးကိုခွန်အားပေးခဲ့တယ်ဆရာမတွေအများကြီးသမီးရဲ့ကျေးဇူးတင်ထားတဲ့ဆရာမအများကြီးကိုသမီးကအခုဒီနေရာကနေပြီးတော့ကျေးဇူးတင်စကားပြောလိုပါတယ်ရှင်ညီငယ်ညီမငယ်တွေကိုခွန်အားပေးချင်တာကတော့ဘယ်လိုပဲအခက်အခဲတွေများစွာနဲ့ကြုံတွေ့နေပါစေအမြဲစူးစမ်းနေပါပြီးတော့အချိန်တစ်စက္ကန့်တိုင်းကလည်းအရေးကြီးပါတယ်ပေါ့နေလို့မရဘူးပြီးတော့အတန်းငယ်သေးတယ်ဆိုပြီးတော့စာမလုပ်အများကြီးမလုပ်သေးဘူးအများကြီးမစူးစမ်းသေးဘူးအချိန်တန် grade 12ရောက်မှစူးစမ်းပြစ်လိုက်မယ်အဲ့လိုမျိုးလည်းမဟုတ်ပဲနဲ့ငယ်စဉ်ကတည်းကပုံမှန်လေ့ကျင့်စူးစမ်းသွားဖို့အတွက်လည်းတိုက်တွန်းချင်တယ်လို့ပြီးတော့ဒီဘာသာရေးမှာလည်းမပြတ်မကွက်
ကိုယ့်ရဲ့ဘာသာတရားကိုကိုင်းဆိုင်မိဘဆရာသမားတွေကိုကိုင်းဆိုင်အလေးထားပြီးတော့စာကိုပုံမှန်လေးစူးစမ်းသွားကြဖို့ပြီးတော့ grade 12တက်နေတဲ့ညီငယ်ညီမငယ်တွေကိုအားပေးချင်တာကgrade 12ကာလသင်ရတဲ့တက်တန်းအဲ့ဒီစာသင်နှစ်တစ်နှစ်လုံးကပင်ပန်းပါလိမ့်မယ်စာမှုပွဲကြီးဖြည့်ဆိုပြီးသွားတဲ့နေ့ကြာမှာပဲအလုံးကြီးကြာသွားမှာဖြစ်ပါတယ်ဒီလိုမျိုးစူးစမ်းနေရတဲ့ကာလတစ်ခြားလုံးမှာအခက်ခဲတွေပေါ့နော်အဲ့ဒီစာတွေကြက်တယ်မိသွားတယ်ပြန်ကြက်တယ်ထပ်မိသွားတယ်ဒီလိုမျိုးတွေကကြုံနေအောင်ပါဒါပေမဲ့စိတ်တမကြလိုက်ပါနဲ့ဒါတွေကခဏပါပဲဒီတစ်နှစ်ပြီးရင်တော့အားလုံးပြီးသွားပြီးတော့အောင်မြင်မှုတွေကိုရရှိမယ်ဆိုတော့စိတ်ဓာတ်ကိုမြဲမြဲထားပြီးတော့အောင်မြင်မှုတွေကိုလက်ကမ်းကြိုးဆိုဖို့တော့ပေါ့နော်အမြဲတမ်းစူးစမ်းနေပါတနေ့တော့ပြီးသွားမှာပါလို့အားပေးချင်ပါတယ် ဟုတ်ကဲ့